အားလုံးပဲမင်္ဂလာပါရှင်။လကုံရက်လေးတစ်ရက်ကိုမြင်အောင်ကြည့်လိုက်ပါရှင်။တင့်ရဲ့ဘန်ကောင်တဲ့ကိုလစာငွေဝင်လာတဲ့ message လေးဝင်လာတဲ့အချိန်မှာရှင်ထဲမှာအင်မတန်ပေါ်ပေါက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုလေးက3ရက်ချက်ပုံမခံပါဘူး။အိမ်လကမီတာကအင်တာနက်ဖို့ကားဖို့စတဲ့ဘေးတွေပေးလိုက်ရတယ်။ပြီးတော့လာစမ်းမိုင်းမှာတငယ်ချင်းတွေနဲ့ဈေးဝယ်ထုတ်စားတော့ဆိုင်ကောင်းကောင်းလေးတွေသွားစားလိုက်တယ်။လာလေလောက်လေးရောက်ရောဘန်အကောင့်ထဲကငွေကတိတိတသားရော့ချသွားပြီလာကုန်ကနေ့တိုင်းငါရှာသမျှပတ်စံတွေဘယ်ရောက်သွားမှန်းကိုမသိဘူးဆိုပြီးတက်ပြင်းအချိန်ချင်းချနေရတဲ့ဘဝမျိုးကိုတင်ရင်ဆိုင်နေရပြီလားရှင်တခါတလေကြရင်ဝင်ငွေမစိုးဘူးလို့ထင်ရပေမဲ့တကယ်တမ်းလက်ချံငွေပြန်ကြည့်လိုက်ရင်အကျွေးဝေခဲ့အကျွေးတွေအရစ်ချက်ပေးစရာတွေပတ်လဲဝိုင်းနေလို့ညဘက်တွေတောင်ကောင်းကောင်းအိတ်မပျော်တဲ့အထိစိတ်ဖိစီးနေရတယ်ဆိုရင်တော့ဒီကနေ့ကျမပြောပြမယ့်အကြောင်းအရာလေးကသိထွက်ပါပဲရှင်။စာအုပ်အထူကြီးတွေဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးဒီကနေ့မှာတော့ဘဝကိုပြောင်းလဲစေမယ့်စာအုပ်ကောင်းတဲ့အုပ်ရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီစာအုပ်လေးရဲ့နာမည်ကတော့ Dave Ramsey ရေးသားထားတဲ့ The Total Money Makeup ပဲဖြစ်ပါတယ်။2003ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးကမ္ဘာတစ်ဝန်းမှာအုပ်ရည်သန်းပေါင်း9000ကျော်အထိရောင်းချခဲ့တဲ့ဒီစာအုပ်ဟာ Personal Finance ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုနဲ့ Self-Help မိမိကိုယ်ကိုမြင့်တင်ရင်းတဲ့ဘက်မှာဂန္ဓဝင်မြောက်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ The Total Money Makeup ဆိုတဲ့နာမည်အတိုင်းပါပဲ။ဒီစာအုပ်ကတင့်ရဲ့ငွေကြေးအခြေအနေကိုအပေါ်ယံလူပြင်ပေးမှာမဟုတ်ဘဲအုတ်မြက်ကစားပြီးအလုံးစုံအသွင်ပြောင်းလဲပေးသွားမှာပါ။အကျွေးနွန်တဲ့နှစ်နေတဲ့ဘဝကနေအကျွေးကင်းစင်ပြီးငွေကြေးလွတ်လပ်မှု financial freedom ရရှိတဲ့အထိခက်ခဲရှုပ်ထွေးတဲ့ဘောဂဗေဒ theory တွေလည်းမဟုတ်ဘဲတာမန်လူတိုင်းလက်တွေလိုက်လုပ်နိုင်တဲ့ baby step ဆိုတဲ့အစဉ်စဉ်တော့လက်တွေချနီးလမ်းတွေနဲ့လမ်းပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးသို့မဟုတ်ဒီအနှစ်ချုပ်ကိုနားထောင်ပြီးရင်သင်အနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့စိုးရိမ်သောကတွေကင်းဝေးသွားပြီးကိုယ့်ရဲ့ဝင်ငွေကိုကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်တဲ့သခင်တစ်ယောက်ဖြစ်လာပါလိမ့်မယ်ရှင်။ဒီစာအုပ်ရဲ့အထူးကအသက်သွေးကြောကဘာလဲဆိုတော့ငွေကြေးအောင်မြင်မှုဆိုတာအသိပညာ20%ပဲလိုအပ်ပြီးသင်ရဲ့အကျင့်စရိုက်နဲ့အပြုအမူ behavior က80%အထိအရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။ကျမတို့အားလုံးကဘာတွေလုပ်ရမလဲဆိုတာသိကြပါတယ်။အကျွေးမယူရဘူးပတ်စံစုရမယ်ဝင်ငွေထက်ပိုမသုံးရဘူးဆိုတာသင်ချအရန်လွယ်ပါတယ်။ဒါပေမဲ့တကယ်တမ်းလက်တွေမှာဘာလို့မလုပ်နိုင်ကြတာလဲ။အကျန်းကတော့ကျမတို့ရဲ့အကျင့်စရိုက်တွေလူတွေကြားမှာမျက်နှာမငယ်ခြင်းနဲ့အတ္တတွေကြောင့်ပါ။ဒါကြောင့်စာရေးသူ Dave Ramsey က denial ငြင်းဆန်နေမှုတွေကိုအရင်ဆုံးဖယ်ရှားပြီးဖို့အကြံပြုထားပါတယ်။ငါအခြေအနေမဆိုးသေးပါဘူးလေဆိုတဲ့လိမ်ညာမှုတွေကိုရက်ကြံပြီးပြတ်သားတဲ့စီကံနဲ့ disciplined budgeting budget ချရပါနဲ့။ Dave Ramsey ကဒီခရီးစဉ်ကိုအောင်မြင်ဖို့အတွက် baby step ရှင်းနစ်ကိုတိတိကျကျချမှတ်ပေးထားပါတယ်။အဲ့ဒီထဲကနေကျမတို့မြန်မာလူငယ်တွေအိမ်တော်ရှင်တွေနဲ့အကန့်အညီဆုံးနဲ့အရေးကြီးဆုံးအဆင့်တွေကိုအသေးစိတ်ဥပမာတွေနဲ့ရှင်းပြပေးခြင်းပါတယ်။1အရေးပေါ်ရန်ပုံငွေအများဆုံးတည်ဆောက်မယ်ဘဝမှာမထင်မှတ်ထားတဲ့ပြဿနာတွေဆိုတာအချိန်မရွေးဝင်လာနိုင်ပါတယ်။ကားရုပ်တရက်ပြတ်သွားတာမိသားစုတယောက်နေမကောင်းဖြစ်လို့ဆေးရုံတက်ရတာမျိုးတွေပါ။အဲ့လိုအချိန်မျိုးမှာတင့်စီမှာလက်ငင်းထုံးဆွဲနိုင်တဲ့အရေးပေါ်ရန်ပုံငွေမရှိဘူးဆိုရင်တင်ဟာမလွဲရှောင်တာအကျွေးထက်ယူရတော့မှာပါ။ဒါကြောင့် baby step 1အနေနဲ့ American dollar 1000မြန်မာငွေနဲ့ဆိုရင်လက်ရှိကာလပေါက်ဈေးရမိသားစုလိုအပ်ချက်နဲ့ကိုက်ညီမဲ့အရေးပေါ်ငွေပမာဏတစ်ခုကိုဘာတွေပဲဖြစ်ချင်အမြန်ဆုံးစုဆောင်းရပါမယ်။တင့်ရဲ့ဆိုင်ကယ်အင်ဂျင်ရုတ်တရက်ကျသွားတယ်။ပြင်ဖို့3သိန်းကုန်မယ်။တင့်စီမှာအရေးပေါ်ဖယ်ထားတဲ့ငွေ9သိန်းရှိနေတယ်ဆိုရင်အဲ့ဒီဆိုင်ကယ်ပြတ်တဲ့ကိစ္စဟာတင့်ထက်အနောက်ရှက်လေးတစ်ခုတက်ပါပဲ။ဒါပေမဲ့တင့်စီမှာစုငွေလုံးဝမရှိဘူးဆိုရင်တော့အဲ့ဒီကိစ္စဟာဘဝအတွက်အချက်တဲကြီးဖြစ်သွားပြီးအတိုးကြီးနဲ့ငွေသွားချီရမယ်တန်တရာနဲ့ထက်ကြသွားမှာပါပဲ။နှင်းမလုံးစနစ်နဲ့အကျွေးချင်းလင်းဒါဟာဒီစာအုပ်ရဲ့အကျော်နောက်ဆုံးနဲ့အထီရောက်ဆုံးနီလန်ပါတင့်စီမှာအိမ်လကအလက်ဝက်အခြားအကျွေးတွေယူပမာဖုန်းအရစ်ချက်ကားအရစ်ချက်အကျွေးဝယ်ကလေးရှိနေတယ်ဆိုရင်ဘဲကနေဆက်မလဲတင်ချသဘောအရဆိုရင်အတိုးအများဆုံးအကျွေးကိုအရင်ဆက်ရမှာပါဒါပေမဲ့လူစိတ်ပညာအရ Dave Ramsey ကအကျွေးပမာဏအနည်းဆုံးကနေစပြီးဆက်ပါလို့ဆိုပါတယ်အဲ့ဒါကို debt snowball method လို့ခေါ်ပါတယ်တင့်စီမှာအကျွေး3ခုရှိတယ်ဆိုပါစို့တငယ်ချင်းစီကချီးထားရဲ့ငွေ9000နင်း
ဖုန်းအရစ်ကျက်ဆက်ဖို့ကျန်တဲ့ငွေ3000 3ကားအရစ်ကျက်ဆက်ဖို့ကျန်တဲ့ငွေ50တင်ဟာရတဲ့ငွေပိုလေးတွေအားလုံးကိုပမာဏအနည်းဆုံးဖြစ်တဲ့ငွေ9000ကိုအရင်ဆုံးအပြစ်ဆက်လိုက်ပါပြီးသွားပြီဆိုတာနဲ့တင့်ရင်ထဲမှာငါအကျွေးတစ်ခုမလို့ကင်းသွားပြီကွာဆိုတဲ့အောင်ပွဲခံစိတ်တိုက်လေးရလာပါလိမ့်မယ်အဲ့ဒီကနေရလာတဲ့စိတ်ခွန်အားနဲ့ဖုန်းအရစ်ချက်ကိုဆက်ပါတောင်ပေါ်ကနေလိမ့်ဆင်းလာတဲ့နှင်းလုံးလေးဟာတဖြည်းဖြည်းကြီးလာသလိုပဲတင့်ရဲ့အကျွေးဆက်နိုင်စွမ်းတဲ့ဟာအရှင်အဟုန်ကြီးမားလာပြီးနောက်ဆုံးမှာအကြီးဆုံးအကျွေးကြီးကိုပါအပြီးတိုင်ရှင်းလင်းနိုင်သွားမှာလိမ့်မယ်ရှင်သုံးချေကအပြည့်အဝစိတ်ချရတဲ့အရွေးပေါ်ရန်ပုံငွေတီးဆောင်မယ်အကျွေးဝေအားလုံးကင်းစင်သွားပြီဆိုရင် step 3အနေနဲ့တင့်ရဲ့လစဉ်ကုန်ကျစရိတ်ကလစဉ်ကုန်ကျစရိတ်ရဲ့3လကနေ6လအထိကိုဘဏ်မှာအသေးအစုထားရပါမယ်တင့်မိသားစုရဲ့တစ်လကုန်ကျစရိတ်ဟာ10သိန်းလောက်ရှိတယ်ဆိုပါစို့တင်းရဲ့အကောင့်ထဲမှာအနည်းဆုံး330ကနေ360အထိကိုဘာအကြောင်းနဲ့မှမထုတ်သုံးတဲ့အရေးပေါ်ငွေအဖြစ်ထားရှိရပါမယ်အကယ်၍တဲ့အလုပ်ပြုတ်သွားခဲ့လေနောက်ထပ်6လလောက်အေးအေးဆေးဆေးအလုပ်ပြန်ရှာနိုင်တဲ့အချိန်ရသွားပါပြီဒါဟာစင်မှန်သောငွေကြေးငင်းချမ်းမှုဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းအဆင့်တွေဖြစ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာတားသမီးတွေအထက်ပညာရေးရန်ပုံငွေထားတာအိမ်ဖိုးကိုကြိုးတက်အခြေကင်းဆက်တာနဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ကျွယ်ဝချမ်းသာမှုကိုတိဆောက်ပြီးသူတစ်ပါးကိုရဲရဲရော်ရော်ပြန်လဲကူညီလှူဒန်းခြင်းဆိုတဲ့အဆင့်တွေကိုစာအုပ်ထဲမှာဆက်လန်းညွှန်းနေတာထွက်ပါတယ်ကျမတို့အားလုံးကငွေကြေးနဲ့ပတ်သက်လာရင်အမားတွေလွတ်ဖူးသူတွေကြီးပါတချို့ကကိုမတက်နိုင်တဲ့တန်ဖိုးကြီးပစ္စည်းတွေကိုသူများတွေလိုချင်လို့အကျွေးနဲ့ဝယ်မိတတ်ကြတယ်တချို့ကလည်းစုငွေလေးနည်းနည်းရလာတာနဲ့အစီအစဉ်မကြပဲသုံးပြစ်မိတတ်ကြတယ်ဂျာရီဟာရှက်စရာမဟုတ်ပါဘူးအကျွေးတွေပတ်လေဝိုင်းနေလို့ဒါမှမဟုတ်စုငွေတပြားမှမရှိဘူးဆိုရင်အခုချက်ချင်းအဲ့ဒီအားငယ်စိတ်တွေကိုလွှင့်ပစ်လိုက်ပါရှင်အတိတ်ကအမားတွေကိုကျမတို့ပြင်လို့မရတော့ဘူးဒါပေမဲ့ဒီကနေ့ဒီအချိန်ကစော်ဒီကျမတို့ရဲ့ဝင်ငွေထွက်ငွေကိုစာအုပ်လေးတစ်အုပ်နဲ့တေချာချော့ရေးပြီးအကျွေးတွေကိုအသေးဆုံးကနေစတင်ရှင်းလိမ့်မယ်ဆိုရင်တေချာပါတယ်နောက်2နှစ်3နှစ်နဲ့ရင်တင်ဟာလုံးဝကိုလွတ်လပ်ပေါ်ပါနေတဲ့သူဖြစ်လာမှာအသေးချပါတယ်ရှင် The total money makeup ဟာခဏတာချွေတာပြီးကြိုးကြိုးဆဆနဲ့အကျွေးတွေကိုအမြင့်ပြတ်ရှင်းလင်းဖို့တင်ပေးတဲ့လက်တွေ့ကြတဲ့လမ်းညွှန်မြေကုန်ကြီးတစ်ခုဖြစ်ပါတယ်အကျွေးတွေကင်းစင်ပြီးအရေးပေါ်ရန်ပုံငွေတွေပြည့်ဝင်နေတဲ့ဘဝဟာဘလောက်တောင်အေးချမ်းပြီးလုံခြုံလိုက်မလဲဆိုတာကိုကိုယ်တိုင်ခန်းစားကြည့်စေချင်ပါတယ်ရှင်ဒီစာအုပ်လေးတစ်အုပ်လုံးကိုစားပြုတဲ့ Dave Ramsey ရဲ့အကျော်နောက်ဆုံးစကားတစ်ခွန်းရှိပါတယ်အဲ့ဒါကတော့ if you will live like no one else later you can live like no one else ဆိုတာပါပဲယခုအချိန်မှာသင်ဟာတခြားသူတွေမနေနိုင်တဲ့ချွေတာကျူးကျူးဆားဆားနဲ့ဘဝမျိုးနဲ့နေထိုင်ရဲမယ်ဆိုရင်နောက်တစ်ချိန်မှာတခြားသူတွေမနေနိုင်လောက်တဲ့အမြင့်မားဆုံးအလက်လက်ဆုံးဘဝမျိုးနဲ့သင်ဆန်းစားနေထိုင်ရပါလိမ့်မယ်ဆိုတာပါပဲကဲနားဆင်သူမိတ်ဆွေတို့ရေဒီကနေ့ကစပြီးသင်ရဲ့ငွေကြေးအသွင်ပြောင်းလဲခရီးစဉ်ကိုစတင်ဖို့အဆင်ပြေပြီလားရှင်သင်ရဲ့ပထမဆုံးခြေလှမ်း baby step အနေနဲ့ဘာကိုအရေးဆုံးလိပ်စာစတင်လှုပ်ဆောင်သွားမယ်ဆိုတာကို comment မှာရေးသားမျှဝေပေးခဲ့ပါအောင်ယူပမာဒီလကစပြီးအရေးပေါ်ရန်ပုံငွေစစုမယ်သို့မဟုတ်ဖုန်းအရစ်ချက်ကိုအရင်ဆုံးအပြစ်ဆက်မယ်ဆိုတာမျိုးပေါ့နော်ဒီအနစ်ချုပ်လေးကတင့်အထော်အကျိုးရှိစေတယ်ဆိုရင်တငယ်ချင်းမိသားစုဝင်တွေကိုလည်း share လုပ်ပြီးမျှဝေပေးဖို့မမေ့နဲ့နော်နောက်ထပ်လည်းဘဝအတွက်ခွန်အားဖြစ်စေမယ့်စာအုပ်ကောင်းလေးတွေရဲ့အနစ်ချုပ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ subscribe လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်ရှင်အားလုံးပဲငွေကြေးလွတ်လပ်မှုနဲ့အတူအေးချမ်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်